မကြားသူကြားဖို့တယ်မှာအရှိတကြောကတိုက်ပြီးဥစ္စာတန်မှာမင်းကြီးရှိတယ်နော်မှန်ပါဗျာမိဖုရား1500ပေါ့မှန်ပါဗျာခေမာမိဖုရားကအိမ်မက်ထဲမှာရွှေဟင်းသာတရားနာတာပေါ့မှန်ပါဗျာနိုးလာတဲ့ခါကြတော့ခါရှင်မင်းကြီးကိုသွားသတော်တင်နေညကရွှေဟင်းသာတရားနာတယ်လို့သတော်မတင်ဘူးလားတင်ပါလေဗျာရွှေဟင်းသာဆိုအိမ်မက်ထဲမှာတရားနာဆိုအိမ်မက်ဆိုသူတော်ကဝိမဆက်ဘူးပေါ့ကွာမှန်ပါဗျာဝိမဆက်တော့ဘူးနော်မှန်ပါဗျာအဲ့ဒါနဲ့မိဖုရားကစဉ်းစားတယ်လူဖြစ်ညာတယ်ရွှေသာတရားပဲစိတ်ပြီးတော့မနာရရင်လူဖြစ်ကြမနဲ့ဘူးပေါ့မှန်ပါမိဖုရားဖြစ်ကြမနဲ့ဘူးပေါ့မှန်ပါအဲ့တော့ရွှေသာတရားပဲစိတ်ပြီးတော့မနာရင်သေတာကအေးတယ်မှန်ပါငါပွဲတော်မတည်ဘူးပေါ့နော်မှန်ပါဗျာအဲ့ပွဲတော်တည်ကြတော့ပွဲတော်ဒီဖို့ခေါ်တာပေါ့မှန်ပါမတည်ဘူးကြားလားမှန်ပါအိမ်မေတဲ့ရွှေသာတရားနာတော့တော်ဦးတင်ပြီနော်မှန်ပါစိတ်ပြီးတော့သူတရားပါမနာရလူဖြစ်ကြမနဲ့ဘူးပေါ့မှန်ပါမိဖုရားဖြစ်ကြမနဲ့ဘူးပေါ့မှန်ပါဗျာပွဲတော်တာတူပါဦးပွဲတော်တာတီးပါအောင်လို့မပြောရဘူးလားပြောပါတကယ်လို့ရွှေသာရှိရအောင်သူဖမ်းပေးမှာပေါ့မှန်ပါဆောင်ရပေးမှာပေါ့နော်မှန်ပါချို့မော်ပြီးတော့ပွဲတော်ဒီခိုင်းတာလေကြားလားမှန်ပါဗျာအာခန္ဓာညခန္ဓာညီလာခံနဲ့ပတ်တော်ညီလာခံပြီးတော့မှုမှာတင်တာပိစိတ်သူပေါ်များစွာတွေကိုရွှေသာအကြောင်းကိုမေးတာပေါ့မှန်ပါဗျာရွှေသာအကြောင်းကိုတယောက်မှမပြောနိုင်ဘူးကွယ်နော်မှန်ပါဗျာမိုးဆိုးတော့မှသစ်ဆိုင်နေတော့မှုရောက်တင်ပြီးဝန်ကြီးတွေကသရုပ်တင်ကြတာပေါ့မှန်ပါတဲ့ကိစ္စမိုးဆိုးကနားလည်မှာပေါ့မှန်ပါဗျာတိုက်ဒီမှာရှိတဲ့မိုးဆိုးတွေအကုန်ခေါ်တယ်နော်မှန်ပါဗျာခေါ်တော့တယောက်တော့မိုးဆိုးခီးလွင်နေတာပေါ့မှန်ပါရောက်လာတဲ့မိုးဆိုးမြေရွှေသာအကြောင်းကိုသူတို့မကြားဘူးပေါ့မှန်ပါမြင်လည်းမမြင်ဘူးပေါ့မှန်ပါအကုန်လုံးသရုပ်တင်ကြတယ်ကြားလားမှန်ပါနောက်3-4ရက်နောက်ကြတာခီးလွင်တဲ့မိုးဆိုးရောက်လာတာပေါ့မှန်ပါခေါ်ပြီးတော့မှသာမေးတော့တာနော်မှန်ပါရွှေသာအကြောင်းမမေးရပြီဘူးလားမေးရပါဘူးမေးတဲ့ခါရှိလားမရှိဘူးလားပေါ့နော်မှန်ပါရှိတယ်တဲ့ပေလေသမုဒ္ဒရာဟောပေးကရွှေတော်ကြီးမှာ4,000-6,000တော့ဟင်းသားတွေအုပ်ချုပ်ရတာပေါ့မှန်ပါဗျာရွှေတော်ကြီးတစ်ဖက်ကဲမှာနော်မှန်ပါဗျာပေလေသမုဒ္ဒရာကချားနေတာပေါ့မှန်ပါဗျာပင်လေတို့လည်းချက်တာတဲ့ကသင်္ဖော်တွေမော်တော်တွေဘာတွေလုတ်တယ်လူတွေမမွေးသေးဘူးပေါ့မှန်ပါဗျာထောင်နဲ့ဖာနဲ့သွားတဲ့ခက်တွေကိုမှန်ပါဗျာလူဖလိုလို့ပြီးတော့သွားမှာလဲပေါ့နော်မှန်ပါဗျာအဲ့ဒီခါကျမှမုတ်ဆိုးကနေတော့မှပြောတာပေါ့သတော်ဦးတင်တော့တာနော်မှန်ပါဖုံးတော်ဘာနဲ့ပညာပြည့်စုံတဲ့ရှေးဖို့ရှေးကရှိတဲ့ပုဂ္ဂိုလ်အစဉ်သိမ့်ပေါ့မှန်ပါကိုကျန်ဆောင်အကုန်လုံးလွယ်ကူတော့ရနေတာပေါ့နော်မှန်ပါပြောစမ်းမောင်းကွာလို့မမေးရဘူးလားမေးရပါလေဗျာလူသူလေးပါမရောက်တဲ့တောကြီးမြင့်မဲမှာကြီးမတော့ရေကန်ကြီးတူရမှာပေါ့မှန်ပါဗျာအလျားက10မယ်နော်မှန်ပါအနှံက9မယ်နော်မှန်ပါဗျာအဲ့တော့တယောက်တည်းကြောင်းသားလေးတွေးမစောခဏလေးပြီးသွားမှာပေါ့မှန်ပါဗျာအဲ့ဒီရေကန်ကြီးရလာပြီဆိုရေကန်ပတ်ဝန်းကျင်မှာ2လနဲ့တည်တဲ့အပင်3လနဲ့တည်တဲ့အပင်4လနဲ့တည်တာ6လနဲ့တည်တာ1နှစ်နဲ့တည်တာ2နှစ်နဲ့တည်တာ3နှစ်နဲ့တည်တာ5နှစ်နဲ့တည်တာပေါ့မှန်ပါဗျာအဲ့လိုဆက်ပြောဆိုပတ်တဲ့လေးကြောင့်သရိษံပေါင်းလေအားလုံးစားသုံးလာကြမှာပေါ့မှန်ပါဗျာအဲ့ဒါကရွှေသာမလာဖက်မနေနိုင်ဘူးပေါ့မှန်ပါဗျာအဲ့တော့သူ့အကြံဉာဏ်ကောင်းတယ်နော်မှန်ပါဗျာအားလုံးရေကန်ကြီးတူးလို့ပြီးကြပြီဆိုပါတော့မှန်ပါဗျာဆက်ပြောတွေလုတ်ကြတော့တာနော်မှန်ပါဗျာဆက်ပြောပြီးပြီဆိုတဲ့ခါကျတော့လေအရက်လေးပြင်းနာမှာဆင်းဆဲထွားတာပေါ့မှန်ပါဗျာလူသူလေးပဲဖြက်သန်းသွားလို့ဆိုသေတယ်မှန်ပါဗျာသရိษံပေါင်းကိုဘေးမဲ့ပေါ့မှန်ပါဗျာအဲ့လိုဆင်းဆဲထားတယ်နော်မှန်ပါဗျာဒီနေ့တည်းကျတော့နှစ်တွေကပြောပါစားကြတော့ကြတာပေါ့မှန်ပါစားကြတော့အဲ့ဒီပဲတဲ့လင်းချင်းဆောင်တော့ရွှေသာနားကိုရောက်သွားတာကိုမှန်ပါဗျာရွှေသာဟင်းသာ4-50နဲ့ပြန်သက်လာခဲ့တယ်နော်မှန်ပါဗျာအဲ့ဒီမှာစားဦးရတောက်စားတွေတွေ့တော့တာပေါ့မှန်ပါစားသုံးလို့ပြီးတဲ့အခါကြမှာရေကန်ထဲမှာပျော်ရတော့တာကြားရလားမှန်ပါဗျာပျော်လို့ပြီးခါမှပြန်သွားရတယ်နော်မှန်ပါဗျာနောက်တနေ့ကျတော့4,000-6,000ဟင်းသာနည်းလာတာပေါ့မှန်ပါဗျာရွှေသာကတနေရနော်မှန်ပါကျန်တဲ့ဟင်းသာတွေကတနေရပေါ့မှန်ပါဗျာအဲ့ဒါ3ရင်4ရင်ပေါ့နော်မှန်ပါဗျာ4ရင်မြောက်တဲ့ခါကျတော့မုတ်ဆုကညွက်ကွင်းပဲ့ကွင်းထောင်တော့တာပေါ့မှန်ပါဗျာပဲ့ကွင်းထောင်တော့အဲ့တဲ့နေမှာပဲရှေ့ကိုတိုးကြည့်တော့ညွက်ကွင်းကြီးသွားတယ်ကြားလားမှန်ပါဗျာညွက်ကွင်းရဲသူလက်ချင်မိတာသူတိသွားပြီနော်
မှန်ပါဗျာ ပြောမယ်ဆိုပင်လေခီးကိုဖြတ်တန်းလာခဲ့တော့ဟင်းသားတွေကအမောမပြေသေးဘူးပေါ့ မှန်ပါဗျာ ဆေးပြီးတော့လန့်ပြီးတော့ပြန်သွားဆိုတော့တောင်ပန်ညောင်းတော့ပင်လေမှာအကုန်ကြသေးမှာပေါ့ မှန်ပါဗျာ အလုံးစားတော့ဝဝခါမှာပြောမယ်လို့စားသုံးလို့စောင့်ဆိုင်ပြီးတော့နေတယ်နော် မှန်ပါဗျာ ဘဝလုံးရေကမှာမြုတုပြောကငါမရေသူလက်ချင်မိပြီလို့မပြောရဘူးလား ပြောပါဗျာ အဲ့ဒါကအကုန်လုံးလက်ပြီးတော့ပြန်သွားတော့တာပေါ့ မှန်ပါဗျာ သူကစစ်သူကြီးဖြစ်တဲ့ကတဟုန်တို့ပြန်တန်းသွားတယ်နော် မှန်ပါဗျာ အရှိဆုံးဟင်းသားကိုသွားပြီးတော့လက်ကြည့်တော့လေသူဖျားလောင်းရွှေသားမပါဘူးပေါ့ မှန်ပါဗျာ ဒုတိယဟင်းသားလည်းမပါဘူးပေါ့ မှန်ပါ တတိယဟင်းသားလည်းမပါဘူးပေါ့ မှန်ပါ သရုတ်တဟင်းသားလည်းမပါဘူးပေါ့ မှန်ပါ ပြေစမဟင်းသားလည်းမပါဘူးပေါ့ မှန်ပါဗျာ ဟောမှာညှော့ကွင်းပြီးတော့ငါတို့အရှင်သခင်မင်းတို့ပြန်သွားတော့တယ် မှန်ပါဗျာ ပြန်သွားတော့အဲ့ဒီညှော့ကွင်းကြီးတဲ့နေရာကိုရောက်ကြကြလားမုတ်ဆိုးကအရောက်ဟောကနေစုမစစ်သူကြီးကအရောက်ပေါ့ မှန်ပါဗျာ အသင်မုတ်ဆိုးမသက်နဲ့မသက်နဲ့မရက်နဲ့မဖမ်းနဲ့ပေါ့နော် မှန်ပါဗျာ စုမစစ်သူကြီးဟင်းတာကမပြောရဘူးလား ပြောပါဗျာ အဲ့ဒါတကယ်လို့ဖမ်းမယ်တက်မယ်ဆိုတော့ကျွန်တော်ကိုဖမ်းကျွန်တော်ကိုတက်ပေါ့နော် မှန်ပါဗျာ ညှင်းဆဲမယ်ဆိုတော့ကျွန်တော်ကိုညှင်းဆဲပေါ့ မှန်ပါဗျာ ဖမ်းပြီးတော့တက်စားမယ်ဆိုတော့ကျွန်တော်ကိုတက်ပေါ့ မှန်ပါ သူ့ကိုလွှက်ပါတဲ့နော် မှန်ပါဗျာ 4600တော့ဟင်းတာကိုအုပ်ချုပ်နေရတာပေါ့ မှန်ပါဗျာ သူရာမရှိဘူးဆိုတော့အကုန်လုံးကိုယ်ကာယဖြစ်ကုန်မှာပေါ့ မှန်ပါဗျာ အဲ့ဒီစကားလေးဖြစ်ရင်သူကစစ်သူကြီးကပြောလိုက်တဲ့ကမုတ်ဆိုးကနားထောင်တာပေါ့ မှန်ပါဗျာ ငါလူရဖြစ်ရတဲ့သိစိတ်တက်တွေကြုတ်မှမရှိဘူးပေါ့ မှန်ပါဗျာ ဟောတရိစ္ဆာဖြစ်ရတယ်လေအင်မတန်လူညံ့နေစိတ်တက်တွေနော် မှန်ပါဗျာ အစားထိုးဖို့လွယ်ပါမလားဟဲ့ မလွယ်ပါဘူးဗျာ လွယ်ဘူးကွအစားထိုးဖို့ကြားရလား မှန်ပါဗျာ အဲ့ဒါနဲ့ရွှေသားကအသင်းသူမစစ်သူကြီးတဲ့အသင်းကိုမိတာမို့ငါ့ကိုမိတာတဲ့တက်ပိတ္တကမ္မတကနော် မှန်ပါဗျာ အသင်းစစ်သူကြီးဆိုပြန်ပြီးတော့ဗောနော် မှန်ပါ ပေါ်မှာရှိတဲ့ဟင်းသားကိုအတက်နေဆုံးအုပ်ချုပ်နေပါတဲ့ပြန်လွှတ်လာကြရင် မှန်ပါ မ ဗျာ ပြန်ဘူးတဲ့မပြန်ဘူးတဲ့အသေးသေးလဲငါအသေးခိုင်းမဲနဲ့အသေးရှင်းလဲငါရှင်းမဲတဲ့ကြားလား မှန်ပါ မပြန်ဘူးတဲ့ကြားလား မှန်ပါဗျာ အဲ့လိုပြောတော့ကမုတ်ဆိုးကနားထောင်တာဗော မှန်ပါ ဩသူတို့ဆက်ပညာတဲ့သူတို့စိတ်တက်တယ်အင်မတန်နုညံ့တင်မွေ့တယ်နော် မှန်ပါ ငါမှသူတို့ဆက်အဲ့ဒီစိတ်တက်တယ်သူမှမရှိဘူးဗော မှန်ပါဗျာ အဲ့ဒါနဲ့သူအစာထိုးပြရစီတဲ့ပြန်လာပြန်စဲမှာတဲ့ကြားလား မှန်ပါဗျာ တက်ပိတ္တကမ္မတကာတဲ့ငါ့ကိုမိတာတဲ့ကြားလား မှန်ပါဗျာ အဲ့ဒီခါကျမှမုတ်ဆိုးကိုကဲမုတ်ဆိုးအသင်းကိုသာသူ့ကိုလွှတ်ကျွန်တော်ပဲအစာထိုးမှာပြန်နော် မှန်ပါဗျာ သူ့ကိုလည်းပဲလွှတ်မယ်တဲ့အသင်းကိုလည်းမဖမ်းဘူးတဲ့ကြားလား မှန်ပါဗျာ အဲ့ဒါပြန်ရနိုင်သာရွှင်းသားကိုလွှတ်တယ်နော် မှန်ပါဗျာ ဘယ်လိုအကြောင်းကြောင့်ဖမ်းတာလဲလို့မမေးရဘူးလား မေးရပါဗျာ ရှင်ပြည့်အမိန့်ရောက်ရှင်ပြည့်ဖမ်းခံလို့ဖမ်းတာပေါ့ မှန်ပါဗျာ သူတို့ဆိုတော့ပြန်သွားတဲ့ကဘယ်လိုပြောမလဲလို့မမေးရဘူးလား မေးရပါဗျာ မေးရဘူးလို့ပြောမိတယ် မှန်ပါဗျာ မရဘူးလို့ရကြတယ်မရမှုသာဝရကံကြောင့်အပေကြမှာပေါ့ မှန်ပါဗျာ မနစ်နာပြီဘူးလား နင်းနာပါဗျာ ပြန်လာပြန်ကြပါတဲ့ကြားလား မှန်ပါဗျာ မင်းအပေကိုကြသွားမယ်တဲ့နော် မှန်ပါဗျာ ရှင်ပြည့်နန်းတော်ပို့လို့ရှိရင်ဟောကရှင်ပြည့်ကတက်ပြီးတော့စရင်ဖယ်လို့မလဲပေါ့ မှန်ပါဗျာ မုတ်ဆိုးကကြားလား မှန်ပါဗျာ ကိုဘဝစိတ်ကကိုကတက်ခဲ့ရင်ကိုဘဝလည်းကိုဘဝသာသာအသက်ခံရမှာပေါ့ မှန်ပါဗျာ ကိုကမတက်ရင်ကိုတက်မယ်လို့မရှိဘူးပေါ့ မှန်ပါဗျာ ကိုကတက်ခဲ့ရင်တော့မလွတ်ဘူးပေါ့ မှန်ပါဗျာ အသင်ကလွတ်လို့လွတ်တယ်ထားပေါ့နော် မှန်ပါဗျာ သေဘဝတော့လွတ်မှာပေါ့ မှန်ပါ သူ့မှာရှိတဲ့ကျွေးရမယ်ကျွေးဆက်မှာကြည်တာတဲ့ကြား မှန်ပါဗျာ သူလေးပဲပြန်တွေ့အောင်မှာတဲ့ မှန်ပါ ကျွေးဆက်မှာကြည်တာနော် မှန်ပါ မဆက်ကျွေးကြည်ပါမလားမကြည့်ဘူးတဲ့ကြားလား မှန်ပါဗျာ အဲ့ဒါလည်းနှစ်ကောင်သုံးအဖမ်းခံတာနော် မှန်ပါဗျာ ထမ်းပြီးကမှတိုင်းပြီးဖို့ထမ်းသွားတော့တာပေါ့ မှန်ပါဗျာ ရွာလေးတူရမှာအိမ်ကြီး30လောက်ရှိတဲ့ရွာလေးမှာအတန်ငယ်နှောက်တော့ချီမြန်တော့ရှစ်သားလွှတ်လဲစာကြီးတော့လွှတ်လဲရတယ်နော် မှန်ပါဗျာ ချွေးဟင်းသားတယ်မှာကအခြားဟင်းသားတစ်ကောင်မှာဟင်းသားနှစ်ကောင်ရတယ်လို့မလွှတ်ရဘူးလား လို့ရပါဗျာ လွှတ်တာပေါ့နော် မှန်ပါဗျာ အဲ့ဒီကမူရတေနာတိစိတ်သူမြားတော့ရွှေသားကအကျိုးလွှတ်ကြတယ်ကြားရလား မှန်ပါဗျာ ခေမာမိဖျားတဲ့တမ်းမမင်းကြီးကကဲသူတို့ရောက်တဲ့ခါမှာစားသုံးပေါ့ပေါက်ခေါ်တာပေါ့ မှန်ပါဗျာ ပေါက်ကိုရွေးပြီးတော့ပြားရည်နဲ့လူထားတယ်နော် မှန်ပါဗျာ 3 လေးလောက်ကြာညောင်းတဲ့ခါတော့ရောက်လာတော့တာပေါ့ မှန်ပါဗျာ ရောက်လာတဲ့ခါကျတော့ရွှေတောင်တမန်မီးရဲ့ကျိုးတော့ပွေပြီးတော့မှ
ပြားရလူထားတဲ့ပေါက်ကိုကျွေးတယ်ကြားလား မှန်ပါဗျာ တမှုကစစ်သူကြီးမိဖုရားကကြိုးပြီးတော့ပွေပြီးတော့မှပြောတာနော် မှန်ပါဗျာ အဲ့ဒါသူကစစ်သူကြီးကကျွေးတာကိုမစားသေးဘူးပေါ့ မှန်ပါဗျာ ကံမမိယိုမျက်စိကိုသေချာမျက်နှာကြည့်ပြီးခမှပြောတော့တာနော် မှန်ပါဗျာ ဩတဲ့ပြီးဥက္ကုတ်တာရှင်ဘင်းကြီးရှေ့စကားနောက်စကားမကက်ဘူးပေါ့ မှန်ပါဗျာ ရေကံမှာဆိုင်ဆဲသွားတဲ့ကိစ္စတိသရိษံအပေါင်းကိုပေးမယ်ပေါ့ မှန်ပါဗျာ လူသူလေးပဲဖြတ်သက်တော့ကြောင့်တည်တယ် မှန်ပါဗျာ မတို့ပရိယေနီးနေဖမ်းတာပါလားတဲ့ကြားလား မှန်ပါဗျာ ဖဲ့နေလဲတဲ့လူလေးဖြစ်တယ်တဲ့ရှေ့စကားနောက်စကားမကက်ဘူးပေါ့နော် မှန်ပါဗျာ အဲ့ဒါတော့အားအောင်ပြောပြီးခါမှာအတန်တိတ်သွားခါမှာရွှင်းသားကအားလုံးနေကောင်းကြတယ်လားလို့နှုတ်မစေဘူးလား နှုတ်ဆက်ပါဗျာ နေကောင်းပါလေတဲ့ကြားလား မှန်ပါဗျာ တမရဲ့တေးရမှာမကြောက်ဘူးလားလို့ရွှင်းသားကမမေးဘူးလား မေးပါဗျာ စံမမင်းကြီးကမကြောက်ဘူးတဲ့ မှန်ပါဗျာ အားကိုးစရာဘာတွေရှိလဲလို့မမေးရဘူးလား မေးရပါဗျာ တိုင်းပြည်အုပ်ချုပ်ဖရာတော်ပစ္စည်းတွေရတာပေါ့နော် မှန်ပါ တမအခွန်တော်တွေရတာပေါ့ မှန်ပါ ဒုက္ခိတသက်တော်တွေငါကျွေးထားတယ်တဲ့ကြားလား မှန်ပါ ရဟန်းတော်တန်ခါပရိတာတန်လေးပက်တယ်လေးကူကြီးထောက်ပံလှူတဲ့နာပေါ့နော် မှန်ပါ အဲ့တဲ့ကုသိုလ်ငါအားကိုးတယ် မှန်ပါဗျာ ရှင်မြင်က မှန်ပါ ကျွန်တော်တို့ကိုဖမ်းတာသက်ဖို့လားစဖို့လားမမေးရဘူးနော် မေးရပါဗျာ သက်ဖို့လည်းမဟုတ်ဘူးစဖို့လည်းမဟုတ်ဘူးပေါ့ မှန်ပါ ညှင်းဆဲဖို့လားလို့မမေးရဘူးလား မေးရပါဗျာ ညှင်းဆဲဖို့လည်းမဟုတ်ဘူးပေါ့ မှန်ပါ ဘယ်လိုအကြောင်းကြောင့်ဖမ်းတာလဲလို့မမေးရဘူးလား မေးရပါဗျာ အေမာမိဖအိမ်မေထဲမှာရွှင်းတာတရားကိုနာကြားတော့နောက်တဲ့ဖန်တေတရားပါမကြားရမနာရရင်မိဖဖြစ်ကြိုးမနဲ့လူဖြစ်ကြိုးမနဲ့ပွဲတော်မတည်ဘူးတော့အစာပြတ်ရင်ငက်ပြီးတော့အသေးခိုင်မလို့ပြောတော့ပရိယေပြောပြီးခါမှကျွေးမွေးပြီးတော့မှအသက်ကိုရွှင်းတာတရားကိုကြားခြင်းနာခြင်းတော့သာဖမ်းတာပါတဲ့ကြားလား မှန်ပါ တက်ဖို့ညှင်းစေဖို့မဟုတ်ပါဘူးတဲ့နော် မှန်ပါဗျာ အဲ့ဒီခါကျမှရွှင်းတာကနေတော့မှကမ္မတရာတာမာတိတိကုသိုလ်ကအကုသိုလ်ကတရားနှစ်ပါး2နာရီလောက်ဟောတယ်ကြားလား မှန်ပါဗျာ အကုသိုလ်ရဲ့အကျိုးပြည့်တယ်မဟောရဘူးလားကုသိုလ်ရဲ့အကျိုးပြည့်တယ်မဟောရဘူးလားအဲ့ဒါတော့ဟောပြီးကမှအဲ့ဒါတော့ကျင်းနေကြတော့နော် မှန်ပါဗျာ 4000 6000တော့ဟင်းလာတဲ့အုပ်ချုပ်ချက်ကိုယ်ကဖြစ်မှာပေါ့ မှန်ပါ ပြန်ဦးမယ်လို့မပြောတော့ပြန်ရတာနော် မှန်ပါ ဇက်တော်ပေါင်းတော့ကရွှင်းသားကဖရာအလောင်းပေါ့ မှန်ပါဗျာ သူမို့ရှိသူကြီးကညီတော်အနန္ဒအလောင်းပေါ့ မှန်ပါဗျာ တိုင်းပြည်ဥကျုပ်တဲ့ဓမ္မမင်းကြီးကအရှင်သာရိပုတ္တရာအလောင်း မှန်ပါဗျာ မုတ်ဆိုးကဆန္ဒအမဲ့အလောင်း မှန်ပါဗျာ မိဖုရားကခေမထေတဲ့အလောင်းကွယ် မှန်ပါဗျာ သရုပ်ဆက်ဖြစ်ရတဲ့လူစိတ်တွေပြောက်ကြလားဟဲ့ မပြောပါဘူးဗျာ အဲ့ဒါအတူယူဖို့မကောင်းလား ကောင်းပါဗျာ တော့များအားရကြကောင်းလဲနော် မှန်ပါဗျာ ကဲသရုပ်ဆန်အမြင်ကတော့သရုပ်ဆန်ပေါ့ မှန်ပါ စိတ်တက်ကလူစိတ်တွေကြားလား မှန်ပါဗျာ အဲ့လိုလေ့လာဖို့မကောင်းလား ကောင်းပါဗျာ တရားတော့ရန်တွေ့တဲ့ကိစ္စတွေစိတ်ဆိုးတာတွေရန်တွေ့တာတွေကုသိုလ်လားအကုသိုလ် အာဟုသောပါဗျာ အကုသိုလ်ကလူစိတ်လားသရုပ်ဆန်စိတ်လား သိစ္စာသိပါဗျာ အပေကြတာကုသိုလ်ကြောင့်ကြတာလားအကုသိုလ်ကြောင့်ကြတာ အာဟုသောပါဗျာ အကောင်းကပုံစံကြည့်တော့လူနော် မှန်ပါဗျာ စိတ်ကသရုပ်ဆိုင်စိတ်ပါလားကွာ မှန်ပါဗျာ အဲ့လိုလေစိတ်သေးပေါ်မကောင်းတော့ ကောင်းပါဗျာ အဲ့တော့သူတော်ကောင်းစိတ်ဆိုတော့မျက်နှာပြုံးပြုံးနဲ့သီလနဲ့ပြည့်စုံရမှာနော် မှန်ပါဗျာ အဲ့လိုလေ့လာဖို့မကောင်းလား ကောင်းပါဗျာ မသိခင်ကတော့မိတ်ကြမဲကြတာပေါ့ မှန်ပါဗျာ ပြီးတဲ့ခါပြဲလာပေါ့ မှန်ပါဗျာ ပြားတာပြိတ္တတွေစဉ်းစားဖို့နော် မှန်ပါဗျာ အင်ကုလိမာလာကြီးဆိုတာကြားဘူးရလား ကောင်းပါဗျာ လူသက်ရောကြာကြီးကွယ်နော် မှန်ပါဗျာ သရုပ်ဆန်တက်လာတဲ့အပြည့်မကြည့်ဘူးလား ကြီးပါဗျာ အပြည့်ကြီးတယ်နော် မှန်ပါဗျာ မြတ်စွာဘုရားတွေ့တော့သစ္စာတရားခန္ဓာတရားပြိဿသုတ်ပဲတရားကိုကြားရတော့ဓမိတဖို့မရလား ရပါဗျာ လူသက်သေးတယ်လား ရပါဗျာ စိတ်ပြီးတော့ကြိုးစားတော့သောတာပန်တရာကအနာဂံယက္ခိစပြီးမသွားလား ပြီးသွားပါဗျာ လဲလာနော် မှန်ပါဗျာ ခုတရားနာပြိဿတဲ့ဧကုလိမာလာလောက်တယောက်ပါမဆိုးဘူးကွယ်နော် မှန်ပါဗျာ ယုံကြည်ကြည်နဲ့အားထုတ်ရနေတာပေါ့ မှန်ပါဗျာ မနစ်စာအားထုတ်ညနေရမယ်ညနေအားထုတ်မနစ်စာရမယ်နော် မှန်ပါ ယုံကြည်ဖို့လိုတယ်ကြားရလား မှန်ပါဗျာ အဲ့လိုစိတ်သေးပေါ်မကောင်းလိုက် ကောင်းပါဗျာ ပြီးပြီဆက်ပါလေးပါခိစ္စမေတ္တကနာပေါ့ မှန်ပါဗျာ အင်ကုလိမာကြလူတောက်ကြတော့မြင်တဲ့ပုဂ္ဂိုလ်ဟူသွေအင်ကုလိမာလာမြင်အကုန်လုံးထွက်ပြေးတာပေါ့ မှန်ပါဗျာ မပြေးရဘူးလား ပြေးရပါဗျာ အင်အားကလည်းအရှင်မြောင်၅ပြားရှိတယ်နော် မှန်ပါဗျာ သူ့ကိုတကယ်ပြန်ပြီးတော့လုပ်မယ်သူ့နိုင်တဲ့ပုဂ္ဂိုလ်မရှိဘူး မ
မှန်ပါဗျာ အာအင်မတန်ကောင်းနေကြလား မှန်ပါဗျာ ကဲသစ္စာတရားသိပြီးတော့ပြုတဲ့အခါမှာသူငါမြင်တဲ့ကိုယ်ကောင်ကြီးကဖြစ်တာလားစိတ်တွေပြောင်းတာလား စိတ်ရင်ကောင်းပါဗျာ သူလူတွေကမြင်တဲ့ကိုယ်ကောင်ကြီးကပြောင်းရဲ့လား ပြောင်းပါဗျာ စိတ်တွေပြောင်းသွားတာနော် မှန်ပါဗျာ အခုလည်းစိတ်ပြောင်းဖို့လိုတာပေါ့ မှန်ပါဗျာ တရားတိကမူပြောင်းဖို့လိုတာပေါ့ မှန်ပါဗျာ တိပ္ပစပါလေးပါးကိစ္စမေတ္တခဏကိုကွယ် မှန်ပါဗျာ အဲ့တော့မူပြောင်းလို့တရားနာရတယ်ကြာရင် မှန်ပါဗျာ လေးတွေမြစ်တွေပေါ့နော် မှန်ပါဗျာ အဲ့လိုစိတ်သေးပေါ်မကောင်းလား ကောင်းပါဗျာ လိုရချက်ကတက်ကတိတိပြုတ်ဖို့လိုတာပေါ့ မှန်ပါဗျာ တက်ကာယဆိုတာခန္ဓာ၅ပါးနော် မှန်ပါဗျာ ဝိရကသုံးပုံချုံးကြည့်တော့ခန္ဓာ၅ပါးပေါ့ မှန်ပါဗျာ ခန္ဓာ၅ပါးချုံးကြည့်နေနေရုပ်ပေါ့ မှန်ပါဗျာ အဲ့လိုစိတ်သေးပေါ်မကောင်းလား ကောင်းပါဗျာ အဲ့ဒါစဉ်းစားွယ်နော် မှန်